ဒီနေ့ကတော့ဟင်းကတော့မကောင်းဘူးပေါ့လေနော်ဒါပေမဲ့ကိုကြိုက်တဲ့ဟင်းဆိုတော့ဟင်းကောင်းပဲလေဒီနေ့ကတော့အာလူနဲ့ငါ6ဟင်းချက်စားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်ဒီငါ6ကတော့အမေရွာကနေပို့လာပေးတဲ့ငါ6ပေါ့နော်ဒါကတော့ငရောင်ကြောက်လို့ခေါ်တယ်နော်ကျွန်တော်တို့မွန်ပြည်နယ်ဘက်ကဒါကြက်ခမီငရောင်ကြောက်ပေါ့ကျွန်တော်တို့နိုင်ငံခြားမှာနေတဲ့လူတွေဆိုရင်ဒီလိုမျိုးကိုဒေတာကထွက်တဲ့ငါ6တွေစားရမယ်ဆိုရင်တော့အရန်ပျော်တာပေါ့လေနော်အာလူကလေးကျွန်တော်လေးစိုက်ထားပါတယ်ငါချမ်းခွဲပြီးတော့ချက်ရင်လေးချက်လို့ရပါတယ်နော်ကြိုက်နေတဲ့သလိုလီထားနိုင်ပါတယ်ဒီနေ့ကကျွန်တော်လောင်းချက်ပဲချက်လိုက်တော့မယ်ကျွန်တော်ဘယ်လိုချက်လဲဆိုတော့ကျွန်တော်နဲ့အတူလက်ကြည့်သွားပေးပါနော်အရင်ဦးဆုံးအာလူထည့်ပါမယ်ပြီးရင်ငါ6ထည့်ပါမယ်စနေမောက်အနည်းငယ်ထည့်ပါမယ်ချိုမောက်ထည့်မယ်စားအနည်းငယ်ထည့်မယ်ဒါကကြက်သားမောက်အနည်းငယ်ထည့်ပြီးရင်တော့ငပိလေးအနည်းငယ်ထည့်ထားပါတယ်ကြက်တော်နေနဲ့ငရုတ်သီးထောင်းထားတာကိုထည့်မယ်ပြီးလို့ရှိရင်မဆလာလေးအနည်းငယ်ထည့်လိုက်ပါမယ်နော်အနာလေးမှုေးရအောင်အားလုံးနှက်ဆက်သွားအောင်လက်နဲ့ပဲနေလိုက်ပါမယ်နော်အမှန်တကယ်အိမ်မှာကိုချက်ပြီးတော့ကိုပဲစားရဆိုတော့လက်နဲ့ဒီတိုင်းပဲနေလို့ရပါတယ်ဗီဒီယိုရိုက်မယ်ဆိုတော့သူများပြောမှာဆိုလို့လက်အိတ်ထည့်ပြီးတော့နေလိုက်ပါတယ်နော်လက်အိတ်ထည့်လိုက်ရင်တော့လက်ကပူတက်တာပေါ့နော်ကဲအားလုံးနေလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့စီအနည်းငယ်ထည့်လိုက်ပါမယ်နော်စီများရင်လည်းစားမကောင်းဘူးငရောက်ဆောင်စစ်ရည်လေးထည့်ပြီးရင်တော့အဖောင်းလေးအောက်ဟင်းချက်ထည့်လိုက်ပါမယ်ဒါကတော့ဟင်းပပဆူနေပြီနော်ဒါမဆလာအနာနဲ့ငချောင်းနာမှုေးနေရောပဲငယ်ချင်းတို့ကဲဒါကတော့အလူလေးနူးနေပါပြီငချောင်းလေးကျက်နေပါပြီဆိုရင်တော့ဟင်းကတော့ကျက်နေပြီနော်ကျွန်တော်ကတော့မွန်လူမျိုးဆိုတော့အချိန်မပါရင်ထမင်းစားမတတ်ဘူးလေနော်အဲ့ဒါကြောင့်မကြီးရည်လေးထပ်ထည့်လိုက်ပါတယ်မကြီးရည်ထည့်ပြီးရင်တော့အားလုံးနှက်ဆက်သွားအောင်နည်းနည်းမှွေလိုက်ပြီးရင်တော့အရသာလေးမြည်ဆန်းကြည့်လိုက်ပါမယ်နော်အရသာစင်ပြေပြီးဆိုရင်တော့ဟင်းကတော့ကျက်ပါပြီစားလို့ရပါပြီနော်အရသာအတွက်ကတော့လိုတာထပ်ထည့်လို့ရပါတယ်နော်ကျွန်တော်ကတော့မဆလာအနည်းငယ်ထပ်ထည့်လိုက်ပါတယ်အနာလေးမှုေးလေးဖြစ်အောင်ကဲပကံလေးထည့်ပြီးရင်တော့သမင်းမိမိုင်ဆွဲမယ်ပြို့ဒါကတော့အမေပေးလာတဲ့ငါ6နဲ့ဆိုရင်တော့ဒီနေ့ကတော့သမင်းစားမိုင်မှာတေးကြပါတယ်ဗျာကဲတငယ်ချင်းတို့လည်းကျွန်တော်နဲ့အတူတူသမင်းလာစားလို့ရပါတယ်နော်အားလုံးကိုဖိတ်ခေါ်ပါတယ်